ကျွန်တော်တို့တတိမထားမိတဲ့ဖုန်းတွေကကျွန်တော်တို့ဘယ်လောက်ဒုက္ခပေးနေလဲကျွန်တော် laptop တွေကိုအချိန်တစ်ခုကြာပြီးသုံးလာတဲ့အခါမှာကျွန်တော်တို့မသိတဲ့ရှုထောင့်ကနေပြီးတော့ဖုန်းစားတွေကကျွန်တော်ရဲ့ laptop တွေထဲမှာခိုးအောင်ပြီးတော့လာတာဖြစ်ပါတယ်ဒီဖုန်းတွေကိုကျွန်တော်တို့တာမန်တန်ရှင်းလုပ်နဲ့အဆင်ပြေမယ်ဆိုရင်တော့မှားသွားလိမ့်မယ်ပေါ့နော်ဒီဖုန်းတွေဒုက္ခပေးမှုကြောင့်ကျွန်တော်တို့တွေကမသိရဘဲနဲ့နောက်ဆုံးမှာစွမ်းဆောင်ရည်တွေကျလာပြီးတော့ service center ကိုပို့လိုက်ရတဲ့အထိဖြစ်ကြတာများပါတယ်ဆိုတော့ဒီဖုန်းတွေကကျွန်တော်တို့ကိုဘယ်လိုဒုက္ခပေးတာလဲအဓိကအဖြစ်တော့ဒီဖုန်းတွေက laptop တွေမှာရှိတဲ့ပူတဲ့ပြဿနာကိုထိန်းပေးနိုင်တဲ့ပန်ကာတွေကိုအရင်ဆုံးသွားပြီးကန့်ညှိပါတယ်ပန်ကာတွေမှာညစ်ကြေးတွေများလာတဲ့အခါပန်ကာတွေ RPM တွေရော့ကျလာပြီးတော့နောက်ဆုံး laptop ကအပူပြဿနာကိုရင်ဆိုင်ရတယ်အဲ့ထက်ပိုပြီးဆိုးလာတယ်ဆိုရင်တော့ကျွန်တော်တို့နောက်ဆုံးမှာတော့motherboard ထိကိုလာပြီးထိခိုက်လာတယ်ပေါ့အဲ့ဒီခါကျရင်တော့ကျွန်တော်တို့ကမဖြစ်မနေ service center ကိုတွားကြရတာဖြစ်ပါတယ်အဲ့တော့မတိတာတဲ့ရှူထောင်းနေပြီးတော့အချိန်တစ်ခုကြာတဲ့အခါမှာမလိုအပ်တဲ့ပေးဆက်မှုတွေလုပ်ကြရတာများတယ်ပေါ့ဆိုတော့ဒီလိုမျိုးမဖြစ်အောင်လို့အကောင်းဆုံးနဲ့အလွယ်ဆုံးနည်းလမ်းကတော့ hardware cleaning လုပ်ခြင်းဖြစ်ပါတယ်ဟုတ်ပါတယ် hardware cleaning လုပ်တာလက်တော့ကျန်းမာရေးအတွက်များစွာအထောက်အကူပြုပြီးတော့လွယ်ကူပြီးတော့ရိုးရှင်းတဲ့ treatment တစ်ခုလည်းဖြစ်ပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ City Go ဆိုင်ခွဲထဲမှာ hardware cleaning ဝန်ဆောင်မှုကိုအကောင်းဆုံးဝန်ဆောင်မှုအနေနဲ့ဆောင်ရွက်ပေးနေတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ဒီမှာအသိပေးပါရစေကျွန်တော် City Go ID ရဲ့ mobile ဆိုင်ခွဲတိုင်းမှာမိတ်ဆွေတွေရဲ့လုပ်ငန်းသုံး laptop ဖြစ်ဖြစ် personal laptop ပဲဖြစ်ဖြစ်အချိန်တစ်ခုကြာပြီး hardware cleaning လုပ်ချင်တယ်ဆိုရင်တော့မိတ်ဆွေတွေရဲ့ laptop တွေကိုအကောင်းဆုံးပုံစံနဲ့ကျွန်တော်တို့ကိုင်တွယ်ပြီးတော့ cleaning လုပ်ပေးတဲ့ဝန်ဆောင်မှုတွေကိုလုပ်ဆောင်ပေးနေတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့မိတ်ဆွေတွေရဲ့လုပ်ငန်းသုံး personal သုံး computer desktop အားလုံးကို cleaning service ကိုဝန်ဆောင်မှုရယူပြီးတော့မိတ်ဆွေတွေရဲ့ laptop တွေရဲ့ဖုန်းချောင်းဖြစ်စေတဲ့မလိုအပ်တဲ့ပြဿနာတွေမဖြစ်လာဖို့ hardware cleaning လုပ်ကြဖို့ကျွန်တော်ဒီကနေပြီးတော့အကြံပေးလိုက်ပါတယ်